ဒါဆိုတရားစဟောလိုက်မယ်နော်တင်ပါဗျာဒီကနေ့သာသနာတော်နှစ်2580ပြည့်နှစ်ကောဇာတက္ကရာ1388ခုနှစ်ခရစ်နှစ်19ရက်9လ2026တနင်္ဂနွေနေ့ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်အမှတ်104ရပ်ကွက်ရွှေဝဝင်းကျောင်းမဂုပဒနာဓမ္မရိပ်သာကြီးတွင်လာစဉ်မပြည့်လူရန်ပူဇော်ကြသည့်အလှရှင်မိသားစုပေါင်းတော်ကောင်းများကတော့ကွယ်လွန်နေဆရောက်ခဲ့သောအလှဒါယကာဤသာသနာဒါယကာဤဥမြတ်ဆန်းအားအထူးရည်စူး၍အလှဒါယကာမဤသာသနာဒါယကာမဤတော်အေးမေသာသမီမြေမိသားစုအပေါင်းတော်ကောင်းများအမေရိကန်နိုင်ငံကနေပြီးတော့လာစင်နိုင်ဆိုင်ခဲဝဲဘောဇင်အတွက်ရှိမှန်းလျက်လူတော်ငွေတသိန်းကျပ်စေးအတွက်ရှိမှန်းလျက်လူတော်ငွေတသိန်းကျပ်နဝကမ္မအတွက်ရှိမှန်းလျက်လူတော်ငွေ9000ကျပ်တလလျင်2,500,000ကျပ်စီ2,500,000ကျပ်စီနဲ့2026တနှစ်စာအတွက်330ကျပ်တို့ကိုတခါတည်းလူရန်မိသားဖြစ်ပါတယ်အလူရှင်မိသားစုအပေါင်းတော်ကောင်းတို့ဒီကနေ့လှူဒန်းပူဇော်တဲ့အလှတော်ကတော့အလှဒါယီကာမကြီးဖြစ်တဲ့ဒကမာကြီးတော်အေးမေအသက်89နှစ်ပြည့်မြောက်မွေးနေ့မင်္ဂလာသို့ရောက်သောကာလတွင်မွေးနေ့ရှင်နှင့်မိသားစု၏အားလုံးအသက်ရှိရာအနာမေကြီးရံဘေးကင်းကြောင်းကောင်းမှုမင်္ဂလာဖြာဖြာတို့နှင့်တလုံးတဝပြည့်စုံနိုင်ကြစေဖို့ရန်ရှိတန်လျက်လှူဒန်းပူဇော်တဲ့အလှတော်ဖြစ်ပါတယ်အခုဘုံဘုံများတရားဟောနေတဲ့ Zoom meeting အသုံးပြုနိုင်ရန်လဲဒီအလှရှင်မိသားစုတွေကပဲအမြဲတမ်းလှူဒန်းပူဇော်ထားတဲ့အလှတော်ဖြစ်ပါတယ်အလှရှင်မိသားစုတွေမိမိတို့စွမ်းနိုင်သမျှလှူဒန်းပူဇော်ထားသောကုသိုလ်ကောင်းမှုနှင့်ဆက်ဆက်ပြီးတော့အနုမောဒနာတရားတပုတ်ခိတ္တခဏနာယူကြည်ညိုကြရအောင်မွေးနေ့မွေးရက်ကုသိုလ်ဆက်တရားတော်လို့မှတ်သားပါဒီတရားတော်ကိုမဟောကြမနာကြခင်တရားပိုင်ရှင်ဖြစ်တော်မူသောသုံးလောကထောထားသဗ္ဗညုမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးအားမင်းကွန်းဆရာတော်ဘုရားကြီးရေးသားဒီကုန်းတော်မူတဲ့ဘုရားရှိခိုးလေးနဲ့ဘုရားရှိခိုးကြရအောင်ဘုံဘုံရှိကတိုင်ပေးမယ်နောက်ကလိုက်ဆိုရင်းနဲ့ဘုရားရှိခိုးကြစို့ငါဤကိုတွင်လောဘဝင်ကဝင်သည့်လောဘအနိုင်ရအောင်လောဘကင်းစင်ဘုရားရှင်ကိုကြီးညိုမြတ်တို့လက်ဆုံမို့ရှိခိုးပါဤဖယားငါဤကိုတွင်ဒေါသဝင်ကဝင်သည့်ဒေါသအနိုင်ရအောင်ဒေါသကင်းစင်ဘုရားရှင်ကိုကြီးညိုမြတ်တို့လက်ဆုံမို့ရှိခိုးပါဤဖယားငါဤကိုတွင်မောဟဝင်ကဝင်သည့်မောဟအနိုင်ရအောင်မောဟကင်းစင်ဘုရားရှင်ကိုကြီးညိုမြတ်တို့လက်ဆုံမို့ရှိခိုးပါဤဖယား
Iko bai ikaya. ဣဒေနသစ္စာဝုဇိနာဒုက္ခိတာဟွန်တုတာတဝောဣတိနသစ္စာဝုဇိနာဘုရားကုံတရားကုံသံဃာကုံတွေကိုအာယုံပြု၍ကြီးညိုစွာရှိခိုးပူဇော်ရသောဝဇိသစ္စာဗနာမကြောင့်တာရောရှိဝဝင်းကြောင့်မုတ်ကုပဒနာဓမ္မယိတာ၏အတွင်မှလစဉ်မပြည့်လူရန်မောရကြပေကုန်သောအသက်89နှစ်ပြည့်မြောက်မွေးနေ့မင်္ဂလာသို့ရောက်သောကာလတွင်မွေးနေ့ကုသိုလ်ပြုလုပ်ပေါ်ရကြပေကုန်သောအလုဒါယိကာမယိသာသနာဒါယိကာမယိတော်ဤမေနှင့်အာသမီမြေမိသားစုအပေါင်းအလုဒါယကာကိုမျိုးသက်ဆံအလုဒါယိကာမမယိဖြူလွင်သာယရဏများဖြစ်ကြသော Justin Sun Steven Sun နှင့်မိသားစုအပေါင်းအလုဒါယကာကိုတန်ထေဦးအလုဒါယိကာမမမြတ်မိုးဆံသာယရဏမောင်မင်းမြတ်ဦးနှင့်မိသားစုအပေါင်းဆွေတော်မျိုးတော်အပေါင်းဤတရားဒေသနာကိုစိတ်ထားကြည်လင်စွာနာယူကြည်ညိုနေကြကုန်သောခொနည်းသားသမီးတရားနာပရိသတ်အပေါင်းတော်ကောင်းတို့နှင့်ဖယားသားတော်သမီးတော်အပေါင်းဆွေတော်မျိုးတော်ပေါင်းတော်ကောင်းတို့သည်ဒုက္ခိတာကိုယ်စိတ်နှဖျားဘီယံကွာ၍ကျမ်းမာချမ်းသာခြင်းရှိကြကုန်သည်ဝန္တာလန်းဖြာခြင်းရှိကြကုန်သည်ဟွန်တုယခုဆိုအပ်တဲ့သစ္စာစကားနှင့်ပို့လိုအပ်တဲ့မေတ္တာဓာတ်အရှိန်ဝါကြောင်းအချိန်မကြာကိုယ်စီကိုယ်ငှကျမ်းမာချမ်းသာ၍ဝန္တာတော်မူနိုင်ကြပါစေကုန်သတည်း Sadhu, sadhu, sadhu. ဒီကနေ့အလှူဒါယကအလှူဒါယိကာမမိသားစုအပေါင်းတော်ကောင်းတို့နှင့်အာလုံးသောဓမ္မမေဆွေတရားနာပရိသတ်အပေါင်းတော်ကောင်းတို့ကိုကျေးဇူးပြုပေးမှာကတော့မွေးနေ့မွေးရဲ့ကုသိုလ်ဆက်တရားတော်တဲ့ဗာတရားတယ်လေ Mwene mweya kudo set tayaro ဟုတ်ပါဗျာ မွေးနေ့မွေးရဲ့ကုသိုလ်ဆက်ဆိုပြီးတော့ဒီတရားလေးကိုပြန်လဲပြီးတော့တဲ့နာယူကြည်ညိုကြရအောင်ဒီတရားနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးရဲ့အလိုတော်ကြားရှေးဆရာတော်ကြီးတွေကလင်္ကာလေးတွေတီးကုံပြီးတော့ဆုံးမထားတယ်။ကဲအလုံးလိုက်ဆိုမယ်မွေးနေ့မွေးရဲ့ Mwene mweya ကုသိုလ်ဆက် kudo set ကုသိုလ်ဆ အ က် သက်ရှိကြောင်းဒီ ate shi jaung di တဲ့ရှိကြောင်းဒီ မွေးနေ့မွေးရဲ့ Mwene mweya ကုသိုလ်ဆက် kudo ကုသိုလ် set ဆက် အသက်ရှိကြောင်းဒီ ate shi jaung di အသက်ရှိလို့ ate shi lo ကျမ်းမာလို့ yama lo မွေးနေ့ကုသိုလ်ပြုရမည် Mwene kudo pyuya mi အသက်ရှိလို့ ate shi lo ချမ်းသာလို့ chanda lo မွေးနေ့ကုသိုလ်ပြုရမည် Mwene kudo pyuya mi အသက်ရှိလို့ ate shi lo ငြိမ်းချမ်းလို့ yang chan lo မွေးနေ့ကုသိုလ်ပြုရမည် Mwene kudo pyuya mi ကုသိုလ်ပြုမှ kudo pyuma ကျမ်းမာကြ yama ja ဗုဒ္ဓဟောခဲ့သည် Buddha hogati ကုသိုလ်ပြုမှ kudo pyuma ချမ်းသာကြ chanda ja ဗုဒ္ဓဟောခဲ့သည် Buddha ဘု hogati ရား ဟောကြား ဒီ ကုသိုလ်ပြုမှ kudo pyuma ငြိမ်းချမ်းကြ yang chan ja ဗုဒ္ဓဟောခဲ့သည် ဘုရား Buddha hogati အလုဒါယကအလုဒါယိကမမိသားစုအပေါင်းတော်ကောင်းတို့နှင့်အာလုံသောဓမ္မမိတ်ဆွေတရားနာပရိသတ်အပေါင်းတော်ကောင်းတို့
အသက်ရှိလို့ကျမ်းမာလို့မွေးနေ့ကုသိုလ်ပြုရမည်တဲ့ကုသိုလ်ပြုမှကျမ်းမာကြဗုဒ္ဓဟောခဲ့သည်ကုသိုလ်ပြုမှချမ်းသာကြဗုဒ္ဓဟောခဲ့သည်ကုသိုလ်ပြုမှငြိမ်းချမ်းကြဗုဒ္ဓဟောခဲ့သည်ဆိုသည့်အတိုင်းတဲ့မိမိဘဝကျမ်းမာခြင်းနဲ့ဆိုရင်လည်းပဲတဲ့ကုသိုလ်ကိုအားကိုးကြရမယ်မိမိဘဝချမ်းသာခြင်းရင်လည်းကုသိုလ်ကိုအားကိုးကြရမယ်မိမိဘဝငြိမ်းချမ်းခြင်းလည်းကုသိုလ်ကိုအားကိုးကြရမယ်ဆိုတော့ကုသိုလ်လို့ပြောတဲ့အခါမှာကုသိုလ်ဆိုတာဘာပြောသလဲဆိုတော့ကုသိုလ်ဆိုတဲ့အဓိပ္ပာယ်လေးကိုပြန်ကြည့်လိုက်တော့ကုသိုလ်ဆိုတာကုဆိုတာကတော့ဖြင့်တော်ကောင်းများမကောင်းမှုတွေကိုတဲ့တလဆိုတာကတော့ဖယ်ရှားပြလိုက်တာကုဆိုတာကမကောင်းမှုတွေကိုတလဆိုတာကဖယ်ရှားလိုက်တာကုသလဆိုတော့မကောင်းမှုတွေကိုဖယ်ရှားလိုက်တာမကောင်းမှုတွေကိုဖယ်ရှားလိုက်ရင်ကုသိုလ်ရတယ်မကောင်းတာတွေကိုဖယ်ရှားနိုင်ရင်ကုသိုလ်ရတယ်မကောင်းတာတွေကိုဖယ်ရှားလိုက်ရုံနဲ့ကုသိုလ်ရတယ်တဲ့မကောင်းတာတွေဆိုတာကဘာတွေလဲနားလည်အောင်ပြောရမယ်ဆိုရင်တော့ဖြင့်မကောင်းတယ်ဆိုတာကမိမိတို့ရဲ့ယဉ်တဲ့နှလုံးထဲမှာလိုချင်တဲ့စိတ်ရယ်မလိုချင်တဲ့စိတ်ရယ်ပြန်ပြီးတော့စဉ်းကျင်ကြည့်လိုက်ပေါ့လိုချင်တယ်ဆိုတဲ့စိတ်ကလေးအဲ့ဒီလိုချင်တဲ့ဆိုတဲ့စိတ်ကလေးကိုလောဘလို့ခေါ်တယ်အဲ့ဒီလိုချင်တဲ့စိတ်ကလေးကိုလောဘလို့ခေါ်တယ်အဲ့ဒီလိုချင်တဲ့စိတ်ကလေးကမိမိရဲ့ယဉ်တဲ့နှလုံးထဲရောက်လာရင်လိုချင်မှုလေးကနည်းနည်းလေးတော့ကိစ္စမရှိဘူးနည်းနည်းကြီးထွားလာရင်သူကလိုချင်မှုတွေတဖြည်းဖြည်းကြီးထွားလာရင်အစတုန်းကတော့သူကတရားသဖြင့်လိုချင်တယ်နောက်ဒီတဲ့ကြီးလာရင်တရားဓာတ်တွေမတရားဓာတ်တွေနားမလဲဘူးသူကလိုချင်လာတော့တာအဲ့ဒါဆိုရင်တဲ့တရားသဖြင့်လိုချင်ရာကနေမတရားသဖြင့်လိုချင်တာတွေဖြစ်သွားနိုင်တယ်နည်းနည်းလေးလိုချင်ရာကနေအများကြီးလိုချင်မှုတွေဖြစ်သွားနိုင်တယ်အဲ့ဒါဆိုရင်မိဘလည်းချမ်းသာမပေးဆရာလည်းချမ်းသာမပေးယရဏသုံးပါးလည်းချမ်းသာမပေးတဲ့အဲ့ဒီထိအောင်အန္တရာယ်များသွားနိုင်တယ်တဲ့ဒါကြောင့်လောဘဟာကောင်းတဲ့တရားလားမကောင်းတဲ့တရားလားမကောင်းတဲ့တရားပါဗျာအဲ့ဒီလောဘဆိုတာမကောင်းတဲ့တရားတဲ့ဒီကနေ့အသက်89နှစ်ပြည့်မွေးနေ့မင်္ဂလာသဘင်ပွဲဆင်နွှဲကျင်းပပြုလုပ်နေတဲ့ဒကမာကြီးတော်အေးမေတို့မိသားစုတွေကရွှေဝင်းကျောင်းတိုက်ကြီးမှာမွေးနေ့မွေးရက်ကုသိုလ်ဆက်ဆိုသလိုတဲ့ကုသိုလ်ဘလောက်ဆက်တလဲဆိုတော့9 နှစ်မြောက်လား6 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 နှစ်မြောက်ပါဗျာ6 နှစ်မြောက်နော်မှန်ပါဗျာ6 နှစ်မြောက်ရှိသွားပြီ6 နှစ်မြောက်လစဉ်လူတန်းလာခဲ့တာ6 နှစ်တောင်ရှိသွားပြီလစဉ်မွေးနေ့မွေးရက်ကုသိုလ်ဆက်ဆိုသည့်အတိုင်းမွေးနေ့တိုင်း19ရက်နေ့တိုင်း19ရက်နေ့တိုင်းနဲ့လူတန်းလာခဲ့တာ6 နှစ်တောင်ရှိသွားပြီတဲ့အဲ့ဒီလို6 နှစ်တိုင်အောင်မိမိတို့လှူဒန်းလာခဲ့တာသည်အဲ့ဒီလိုလှူဒန်းလာခဲ့တာဟာလောဘလားအလောဘလားအလောဘပါဗျာအလောဘဗျာအဲ့ဒီအလောဘကြတော့မိမိရဲ့ယဉ်တဲ့နှလုံးထဲမှာအလောဘဖြစ်လာတဲ့ခါကျတော့လောဘကကတ်လို့ရသေးလားမရတော့ပါဗျာမရတော့ဘူးတဲ့ဥပမာအားဖြင့်မိမိတို့အခုဆိုလို့ရှိရင်2026ခုနှစ်အတွက်330လှူဒန်းထားတော့အဲ့ဒီ330ကိုလှူလို့မဖြစ်သေးဘူးဟဲ့ဆိုရင်အဲ့ဒါကဘာတူလဲလောဘအဲ့ဒါကလောဘနော်အခုလှူလိုက်တဲ့ခါကျတော့အဲ့ဒီလောဘကနောက်ဆုတ်သွားရတယ်မှန်ပါဗျာအဲ့တော့လောဘကနောက်ဆုတ်သွားတယ်တဲ့လောဘလို့ခေါ်တဲ့မကောင်းမှုကိုဖျက်ဆီးပြလိုက်တာတဲ့ဘသူကဖြစ်တာလဲမင်းအလောဘကဖြစ်လိုက်တာအလောဘမှန်ပါဗျာအလောဘကဖြစ်လိုက်တော့လောဘကအရှုံးပေးသွားရတယ်မှန်ပါငါလှူခြင်းနဲ့မရရအောင်လှူမယ်မဖြစ်အောင်လှူမယ်ဆိုတဲ့အလောဘကအနိုင်ရသွားတဲ့အခါမှာလောဘက
နောက်ဆုတ်သွားရတယ်အရှုံးပေးသွားရတယ်လက်မြောက်သွားရတယ်ငါကတ်လို့မရဘူးကွာငါပြောကြည့်သေးတယ်မရဘူးကွာငါဆွေးနွေးကြည့်သေးတယ်မရဘူးကွာဆိုပြီးတော့သူကလောဘကလက်မြောက်သွားရတာအရှုံးပေးသွားရတာ မှန်ပါဗျာ အေးအဲ့ဒီတော့အဲ့ဒီလောဘကအရှုံးပေးသွားရတာဘသူကိုရှုံးသွားတာလဲမင်းအာလောဘကိုသူရှုံးသွားတာအာလောဘကိုရှုံးသွားတာအဲ့ဒီအာလောဘကတဲ့တနည်းအားဖြင့်ပြောရင်အာလောဘဆိုတာစေတနာပဲကိုကကောင်းတဲ့စေတနာကိုယ့်ရင်ထဲမှာရောက်သွားတော့မကောင်းတဲ့စေတနာကနောက်ဆုတ်သွားရတာထွက်ပြေးသွားရတာအာကတ်လို့မရဘူးကွာကတ်လို့မရဘူးကွာဆိုပြီးတော့သူကမကောင်းတဲ့စေတနာကအဲ့ဒီလောဘကနောက်ဆုတ်သွားရတာထွက်ပြေးသွားရတာအေးအဲ့ဒီတော့မကောင်းတဲ့လောဘလို့ခေါ်တဲ့အကုသိုလ်တရားတွေကိုဖျက်ဆီးနိုင်လို့သူတော်ကောင်းများ၏မကောင်းတဲ့လောဘလို့ခေါ်တဲ့မကောင်းမှုတို့ကိုဖျက်ဆီးနိုင်လို့ကုသိုလ်လို့ခေါ်တာကုစီတိပါပဓမ္မေတလယန္တိစလယန္တိဝိတံသင်တိပေဖြောက်ဖြစ်စည်းတတ်ပါပေကုန်၏ကုစီတိဆက်ဆုပ်အကုံသောပါပဓမ္မေယုံမာတဲ့အကုသိုလ်တရားတို့ကိုယုံမာတဲ့လောဘလို့ခေါ်တဲ့တရားတို့ကိုတိုင်းပြည်လုံးကိုဖြစ်စည်းနိုင်တဲ့လောဘလို့ခေါ်တဲ့တရားတို့ကိုတလောကလုံးကိုဖြစ်စည်းနိုင်တဲ့လောဘလို့ခေါ်တဲ့အကုသိုလ်တရားတို့ကိုတလယန္တိစလယန္တိဝိဋ္ဌံသင်တိတိပေဖြောက်ဖြစ်စည်းတတ်ပါပေကုန်၏ဣတိတတမထိုကြောင့်ကုသလာကုသိုလ်တို့ခေါ်ပါပေကုန်၏လောဘဆိုတဲ့အကုသိုလ်လျှော့မတွက်နဲ့တဲ့မိသားစုကိုလည်းဖြစ်စည်းနိုင်တယ်တိုင်းပြည်ကြီးကိုလည်းဖြစ်စည်းနိုင်တယ်တဲ့လောဘကြီးလာရင်ကဘာကြီးကိုတောင်ဖြစ်စည်းနိုင်တယ်မှန်ပါဗျာအဲ့ဒီလောက်မကောင်းတဲ့အဲ့ဒီလောက်ယုံမာတဲ့လောဘလို့ခေါ်တဲ့အကုသိုလ်တရားကိုဖျက်ဆီးနိုင်တာမကောင်းတဲ့တရားကိုဖျက်ဆီးနိုင်လို့ကုသိုလ်လို့ခေါ်တာအေးကုသိုလ်ဆိုတာမကောင်းမှုတွေကိုဖျက်ဆီးနိုင်လို့ကုသိုလ်မှန်ပါဗျာအဲ့တော့မကောင်းမှုတွေကိုဖျက်ဆီးနိုင်လို့ကုသိုလ်လို့ခေါ်တော့လာစဉ်အဲ့တော့လှူဒန်းတော့ဒါနကုသိုလ်ရတာပေါ့လာစဉ်လှူဒန်းတော့လာစဉ်ဒါနကုသိုလ်ရတယ်ဒါပေမဲ့လို့အဲ့ဒီလိုလှူဒန်းမှကုသိုလ်ရတာလားဆိုတော့စောစောတုန်းကတရဏဂုံ၃ပါးနဲ့တကွအင်္ဂါ9ပါးနဲ့ပြည့်စုံသောသီလကိုတဲ့ခံယူခြင်းသုံးဆောက်တည်ကြပြီအဲ့ဒီလိုဆောက်တည်တော့ကဲသီလကုသိုလ်မရဘူးလားရပါတယ်ဗျာသီလကုသိုလ်ရတယ်တဲ့အဲ့ဒီသီလကုသိုလ်ကြတော့ပစ္စံနေထုတ်မလူပဲနဲ့တောင်မှသီလယူလိုက်တာနဲ့သီလကုသိုလ်ရသွားတာဗျာမှန်ပါဗျာအဲ့ဒါကလည်းပဲသီလခံယူခြင်းသုံးဆောက်တည်တဲ့ခါကြတော့မိမိကသီလကိုခံယူခြင်းသုံးဆောက်တည်ထားရင်သူကညဇာတိစားခြင်းနဲ့လောဘတွေရှိတယ်စားခြင်းနဲ့လောဘရှိတော်လည်းပဲကိုကမစားဘဲနဲ့သိခံရတာဆိုတော့သူကလည်းပဲသီလကလည်းမကောင်းမှုတွေကိုပယ်ဖြောက်တတ်လို့ကုသိုလ်ပဲမှန်ပါဗျာသီလကလည်းကုသိုလ်ပဲကိုကအတတ်နိုင်ဆုံးသီလလေးခံယူခြင်းသုံးဆောက်တည်နေ့လည်းခင်တတ်နိုင်ရင်နေ့လည်းခင်ညနေတတ်နိုင်ရင်ညနေနောက်ဆုံးဘလို့မှမဖြစ်နိုင်မတတ်နိုင်ဘူးဆိုရင်အိတ်ခန္ဒီလေးမှာသီလလေးခံယူခြင်းသုံးဆောက်တည်ပြီးတော့အိတ်လိုက်ရင်တဲ့သီလကုသိုလ်ရတယ်မှန်ပါဗျာအဲ့ဒီတော့သီလကုသိုလ်ဆိုတာကတော့တကယ်ကတော့သီလကစောင့်တည်မယ်ဆိုရင်စောစောတုန်းကဒကမာကြီးတွေကိုဘုံက9ပါးသီလပြီးတော့တစ်ပါးချင်းပြီးတော့နည်းနည်းလေး9မိနစ်လောက်တော့ကြာသွားမှာပေါ့နော်3မိနစ်လောက်ကြာသွားမလားအဲ့လောက်တော့ကြာရင်ကြာသွားမှာပေါ့ဒါပေမဲ့လို့ကိုကအဲ့ဒီလိုအချိန်မရဘူးဆိုရင်9ပါးသီလပဲဖြစ်စီ9ပါးသီလပဲဖြစ်စီတရဏဂုံ၃ပါးနှင့်တကွအင်္ဂါ၅ပါးနှင့်ပြည့်စုံသောသီလတော်မြတ်တို့ကိုခံယူခြင်းသုံးဆောက်တည်ပါ၏ရှင်ဖေယဆိုပြီးတော့အိတ်ခန္ဒီမှာကိုကဥချပြီးတော့အဲ့ဒီတိုင်းလေးဆိုအိတ်လိုက်ရင်တစ်စက္ကန့်တော့မရှိဘူးသီလကုသိုလ်ရသွားပြီမှန်ပါဗျာအိတ်ခန္ဒီလေးမှာကိုက9ပါးသီလပဲဖြစ်ဖြစ်5ပါးသီလပဲဖြစ်ဖြစ်အဲ့တော့တရဏဂုံ၃ပါးနှင့်တကွအင်္ဂါ9ပါးနှင့်ပြည့်စုံသောသီလတော်မြတ်တို့ကိုခံယူခြင်းသုံးဆောက်တည်ပါ၏ရှင်ဖေယဒီလိုမှမဟုတ်5ပါးသီလဆိုရင်လည်း5ပါးသီလလို့အဲ့လိုဆိုပြီးတော့
အိမ်ပဲဆိုရင်အိတ်ခန္ဒီမှာသီလကုသိုလ်ရသွားတယ်စက္ကန့်ပိုင်းလေးနဲ့စောက်တည်လိုက်တာအကြာကြီးတောင်မဟုတ်တော့ မှန်ပါဗျာ အဲ့ဒါဆိုရင်သီလကုသိုလ်ရသွားတာပေါ့ မှန်ပါဗျာ အဲ့တော့ဒါနကုသိုလ်ထက်တောင်မှသီလကုသိုလ်ကပိုးတောင်ကောင်းမြတ်သေးတယ်နော် မှန်ပါဗျာ အိတ်ခန္ဒီလေးမှာကိုကတရားလေးမှတ်အိတ်လိုက်ရင်ဘယ်နှမိနစ်ပဲရတရားလေးမှတ်အိတ်လိုက်နောက်ဆုံးအိတ်ရင်းနဲ့ဝင်လေထွက်လေလေးကိုရှုပ်ပြီးတော့တရားမှတ်ပြီးတော့အိတ်နေလိုက်ရင်လည်းပဲဒါဘာဝနာကုသိုလ်တွေရသွားပြီ မှန်ပါဗျာ အဲ့ဒီကုသိုလ်တွေကတော့တဲ့ပတ်စံမကုန်မဲနဲ့တောင်မှရနိုင်တဲ့ကုသိုလ်တွေအဲ့တော့ကိုမိသားစုကိုပြုစုတယ်စောင့်ရှောက်တယ်ဆိုရင်လည်းဒါတွေကကုသိုလ်တွေကိုမိသားစုအပေါ်မှာပြုစုစောင့်ရှောက်ရင်းနဲ့ထမင်းနေဟင်းနေချက်နေရင်လည်းသူတို့ကောင်းကောင်းမွန်မွန်စားကြပါစေဆိုပြီးတော့စေတနာထည့်ချက်နေရင်အဲ့ဒါထမင်းချက်ရင်လည်းပဲကုသိုလ်တွေမရဘူးလားရတာပေါ့တန်ရှင်းလို့ရင်လည်းပဲကုသိုလ်တွေရနေတယ်အဲ့တော့မိမိတို့စွမ်းနိုင်သည်မြကုသိုလ်လိုချင်တဲ့စိတ်ကလေးရှိရင်တဲ့အမြဲတမ်းကုသိုလ်တွေရနိုင်တယ်အဲ့တော့ပတ်စံတွေထုတ်လှူမှကုသိုလ်မဟုတ်ဘူးပတ်စံတွေထုတ်မလှူပဲနဲ့လည်းကုသိုလ်တွေရနိုင်တယ်အဲ့တော့လူရင်းပြောရရင်တော့ပတ်စံတွေထုတ်လှူတော့ဒါနကုသိုလ်ရတယ်သီလတွေခံယူခြင်းသုံးဆောက်တည်ရင်သီလကုသိုလ်တွေရတယ်ဘာဝနာကုသိုလ်တွေကိုကြိုးစားပြီးတော့တရားတွေအားထုတ်မယ်ဆိုရင်ဘာဝနာကုသိုလ်တွေရတယ်တဲ့ကိုတတ်နိုင်တဲ့ကုသိုလ်ကောင်းမှုတွေကိုဆက်လက်ပြီးတော့ကြိုးစားနေတာဟာအသက်ရှည်ကြောင်းကျမ်းမာကြောင်းချမ်းသာကြောင်းပဲကိုတတ်နိုင်သမျှလှူနေတော့ငါဒီကနေ့အလှူလေးရှိတယ်ဟိတရားနာရအောင်မယ်ဟိဆိုတော့လည်းပဲစိတ်ကချမ်းသာနေတာမှန်ပါဗျာသီလတွေခံယူခြင်းသုံးစောင့်တည်ရအောင်မယ်ဟိဆိုရင်လည်းပဲစိတ်ကချမ်းသာနေတာမှန်ပါတရားမှတ်ရအောင်မယ်ဟိဆိုရင်လည်းပဲစိတ်ကချမ်းသာနေတာတဲ့အဲ့ဒီလိုစိတ်ချမ်းသာရင်ကုသိုလ်ပြုရမယ်ဆိုတော့စိတ်ကချမ်းသာနေတာစိတ်ချမ်းသာနေရင်ကိုကျမ်းမာတာပေါ့မှန်ပါဗျာအဲ့ဒီတော့ကိုကျမ်းမာတယ်စိတ်ချမ်းသာတယ်အဲ့ဒီလိုကိုကျမ်းမာအောင်စိတ်ချမ်းသာအောင်ဆိုရင်ကိုစွမ်းနိုင်တဲ့ကုသိုလ်ကောင်းမှုလေးကိုကြိုးစားပြီးတော့အားထုတ်ရင်ကိုယ်လည်းချမ်းသာတယ်စိတ်လည်းချမ်းသာတယ်ဒီထက်စွမ်းနိုင်ရင်မဲ့ချမ်းသာဖို့ချမ်းသာနိဗ္ဗာန်ချမ်းသာအထိတောင်ရသွားနိုင်တယ်လို့မှတ်ပါအဲ့တော့မိမိတို့မွေးနေ့မွေးရက်မှာဒါနကုသိုလ်တွေကိုလည်းပဲဆက်နိုင်အောင်ကြိုးစားရမယ်အဲ့ဒီထက်ပိုကောင်းတာကတော့သီလကုသိုလ်တွေဆက်နိုင်ရင်ပိုကောင်းတယ်အဲ့ဒီထက်အကောင်းတကအကောင်းဆုံးကတော့ဘာဝနာကုသိုလ်တွေဆက်နိုင်တဲ့ပုဂ္ဂိုလ်ကအကောင်းဆုံးပဲတက္ကမကြီးတွေကြတော့အမြဲတမ်းတရားတွေနာတရားတွေအားထုတ်နေတယ်ဆိုတော့ဘာဝနာကုသိုလ်တွေပါဆက်ခွင့်မရဘူးလားဘာဝနာကုသိုလ်တွေပါဆက်ခွင့်ရနေတယ်တဲ့အဲ့ဒါဆိုရင်ဒါဘာဝနာကုသိုလ်ကတော့ဘဝငြိမ်းချမ်းရာငြိမ်းချမ်းကြောင်းကုသိုလ်ပဲအိုဒုက္ခတွေလည်းငြိမ်းနိုင်တယ်နာဒုက္ခတွေလည်းငြိမ်းနိုင်တယ်သေဒုက္ခတွေတောင်မှငြိမ်းနိုင်တယ်တဲ့ဘာဝနာကုသိုလ်ကတော့ငြိမ်းချမ်းကြောင်းကုသိုလ်ပဲမှန်ပါဗျာဒါနကုသိုလ်ကတော့ချမ်းသာကြောင်းကုသိုလ်သီလကုသိုလ်ကတော့ကျမ်းမာကြောင်းကုသိုလ်ဘာဝနာကုသိုလ်ကတော့ငြိမ်းချမ်းကြောင်းကုသိုလ်ပဲဒါကြောင့်ဒါနကုသိုလ်ပြုမှကုသိုလ်ပြုမှချမ်းသာကြဗုဒ္ဓဟောခဲ့သည်သီလကုသိုလ်တွေကိုစောင့်ထိန်မှကုသိုလ်ပြုမှချမ်းသာကြဗုဒ္ဓဟောခဲ့သည်ဘာဝနာကုသိုလ်တွေပွားများမှဘာဝနာကုသိုလ်ပွားများမှဘာဝနာပွားမှငြိမ်းချမ်းကြဗုဒ္ဓဟောခဲ့သည်ဆိုသည့်အတိုင်းအဲ့ဒီကုသိုလ်ကောင်းမှုတွေကိုမိမိတို့စွမ်းနိုင်သမျှဆက်လက်ကြိုးစားအားထုတ်ကြမယ်ဆိုရင်ကောင်းကြောင်းတွေကိုဆက်ကြိုးစားရင်ကောင်းကျိုးချမ်းသာမင်္ဂလာတွေနဲ့တနေ့တခြားတိုးပွားကြမှာဖြစ်ပါတယ်အဲ့ဒါကလေးကိုသိစေခြင်းလုံးတို့ဒီကနေ့ဒကမာကြီးရဲ့မွေးနေ့ကိုအတိမပြုတဲ့အနေအားဖြင့်ဒီကနေ့မွေးနေ့ကုသိုလ်တရားတပုတ်ကျေးဇူးပြုပေးလိုက်ပါတယ်မွေးနေ့မွေးရက်ကုသိုလ်ဆက်တရားတော်ဗာတရားတွေလေမွေးနေ့မွေးရက်ကုသိုလ်ဆက်တရားတော်ပါဗျာဒါနကုသိုလ်တွေကိုဆက်ရင်တန်တရာမှာချမ်းသာကြောင်းပဲသီလကုသိုလ်တွေကိုဆက်နိုင်ရင်တန်တရာမှာကျမ်းမာကြောင်းပဲဘာဝနာကုသိုလ်တွေကိုဆက်ရင်တန်တရာမှာငြိမ်းချမ်းကြောင်းပဲဒါကြောင့်ချမ်းသာကြောင်းဖြစ်တဲ့ဒါနကုသိုလ်တွေလည်းပဲဆက်လက်ကြိုးစားပွားများအထောက်နိုင်ကြပါစေ
ကျမ်းမာကြောင့်ဖြစ်တဲ့သီလကုသိုလ်တွေလည်းဆက်လက်ကြိုးစားအားထုတ်နိုင်ကြ၍ငြိမ်းချမ်းကြောင့်ဖြစ်တဲ့ဘာဝနာကုသိုလ်တွေပါဆက်လက်ကြိုးစားပွားများအားထုတ်နိုင်ကြပြီလျင်ကောင်းကြောင်းဤဆက်ပြီးတော့ကောင်းကျိုးချမ်းသာမင်္ဂလာတွေနဲ့တလုံးတဝပြည့်စုံနိုင်ကြတဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်ကြီးတွေဖြစ်ကြပါစေလို့ဆန္ဒပြုရင်အပမတိနာမမေ့မလျောမပေါ့မတန်ထက်တန်သောအပမာရတတိတရားဖြင့်တမ္ပါတိထကိုစီကိုငါပြည့်စုံနိုင်ကြပါစေကုန်တည်း သာဓုသာဓုသာဓုပါဗျာ အဲ့ဒါဆိုရေစက်ချလိုက်မယ်နော် ဒီမှာ